အဲ့ဒီညမှာကျိုးကိုအဆောက်အဦတစ်ခုရဲ့ခေါင်မိုးပေါ်ခေါ်သွားပြီးရှင်းယူရဲ့ကုမ္ပဏီပိုင်နည်းပညာစီမံကိန်းကိုတီးတန့်ထုတ်လုပ်ဖို့သူ့အစီအစဉ်ကိုကျန်ကဖွင့်ပြောခဲ့ပါတယ်။ Wu1 Project ဟာရှင်းယူနဲ့သူမရဲ့အကိုရှင်းချန်တို့အတူတီထွင်ခဲ့တဲ့အလွန်အရေးကြီးတဲ့နည်းပညာစီမံကိန်းဖြစ်ပါတယ်။ဒီနည်းပညာကိုလူအများကလိုချင်နေကြပြီးငွေကြေးတန်ဖိုးအလွန်ကြီးမားပါတယ်။အစပိုင်းမှာကျိုးကသုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာအချိန်ကြာမြင့်မယ်လို့ပြောပြီးငင်းဆန်ခဲ့ပေမဲ့ကျန်ကအကျိုးမြတ်ကြီးမားတဲ့ကမ်းလှမ်းချက်နဲ့ဆွဲဆောင်လိုက်တဲ့အတွက်နောက်ဆုံးမှာသဘောတူသွားခဲ့ပါတယ်။နောက်တစ်နေ့မှာရှင်းယူကသူမနဲ့ကွယ်လွန်သွားတဲ့အကိုရှင်းချန်တို့တီထွင်ခဲ့တဲ့လျှို့ဝှက်နည်းပညာ Wu1 Project အကြောင်းဝူကိုရှင်းပြခဲ့ပါတယ်။ Wu1 ဟာအလွန်ကြီးမားတဲ့အလားအလာနဲ့အသုံးချနိုင်မှုတွေရှိတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။လူများစွာကအဲ့ဒီနည်းပညာကိုလိုချင်နေကြပေမဲ့အားလုံးဟာကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ကြောင်းရှင်းယူကစိုးရိမ်နေပါတယ်။ထို့အပြင်ဦးလေးရှန်ရဲ့နေရာကိုဆက်ခံထားတဲ့ကြံကိုလည်းတန်တရားဝင်နေကြောင်းသူ့ရဲ့လောဘကမိသားစုစီးပွားရေးကိုဖျက်ဆီးနိုင်တယ်လို့ထင်ကြောင်းဝူကိုပြောပြခဲ့ပါတယ်။နောက်ပိုင်းမှာရှင်းယူကကြံရဲ့ရုံးခန်းကိုတွားခဲ့ပြီးဝူကိုသူမရဲ့လက်ထောက်ဖြစ်ခေါ်သွားပါတယ်။ဘာကြောင့်ခေါ်လိုက်တာလဲလို့မေးတဲ့အခါကျန်က Wu1 Project ကိုသူပိုင်ခြင်းကြောင်းပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။ရှင်းယူနဲ့ဝူတို့ကတော့မအံ့ဩခဲ့ကြပါဘူး။ဒါကိုအစကတည်းကခန့်မှန်းထားပြီးသားဖြစ်ပါတယ်။ဝူကကျန်ရဲ့မတမာတဲ့အကြံစီတွေကိုသူသိထားပြီးသားလို့ပြန်ပြောကလှောင်ပြောင်ခဲ့ပါတယ်။ကျန်ကဒေါသထွက်ပြီးမင်းကလုံခြုံရေးအစောင့်တစ်ယောက်ပဲငါ့ကိုပြန်ပြောခွင့်မရှိဘူးလို့အော်ဟစ်ပါတယ်။ရှင်းယူနဲ့ဝူတို့ကစကားမများပဲထွက်သွားကြပါတယ်။တစ်ချိန်တည်းမှာကျိုးဟာရုံးထဲမှာအလုပ်များနေပြီးမာလင်ကိုသုတေသနအစီရင်ခံစာတွေမြန်ပြီးအောင်လုပ်ခိုင်းနေပါတယ်။မာလင်ထွက်သွားပြီးနောက်ကျိုးက SIF ကိုဖွင့်က Wu1 Project ရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေကိုထုတ်ယူပြီးသူ့အိတ်ထဲထည့်လိုက်ပါတယ်။ဒီလုပ်ရက်ကို CCTV ကမှတ်တမ်းတင်ထားခဲ့ပါတယ်။